ငလင်တန်းကြောင့်မန္တလေးမြို့ရှိအိုးဘိုအကျဉ်းထောင်အတွင်းဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူ6ဦးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဧပြီလ9 ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အိုးဘိုထောင်ရှိအမျိုးသမီးအဆောင်တင်းနဲ့အဆောင်တင်းမှာမတ်လ28ရက်ကလှုပ်ခတ်သွားတဲ့ငလင်တန်းကြောင့်ပြိုကျခဲ့ပြီးမမိုးသူစားခိုင်တော်လဲလဲဆိုဒေါ်ခင်အောင်ရွှေမကေကေဝင်းမပပဝင်းမဖူးဝေဝေတို့အသက်ဆုံးရှုံးခဲ့တယ်လို့ PPNM ကစုံစမ်းအတည်ပြုထားပါတယ်။ငလင်ကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရထားပြီးအသက်အန္တရာယ်စိုးရိမ်ရသူ9ဦးရှိပြီးစေကူတာမှုခံယူဖို့လိုအပ်သူ40ဦးကျော်ရှိတယ်လို့လည်းသိရပါတယ်။ထိခိုက်ဒဏ်ရာရအချို့ကတော့ပြပစေရုံမှာကူတာဖို့လိုအပ်ပေမဲ့စေကူတာခွင့်မရဘဲကန့်သက်ခံထားရပြီးမိသားစုဝင်တွေနဲ့လည်းဆက်သွယ်တွေးဆုံခွင့်မရဘူးလို့သိရှိရပါတယ်။နေပြည်တော်မန္တလေးနဲ့စကိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းမှာအင်အားပြင်းငလင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကသတင်းအမှောင်ချမှုရှိနေပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့အခြေအနေတွေကိုလည်းစစ်ကောင်စီကတိတိကျကျပြောဆိုထားခြင်းမရှိသေးပါဘူး။ငလီလောက်ခတ်ပြီးရှေ့ရက်ကြတဲ့အထိပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေဂျားရဲမှာပိတ်မိသေဆုံးနေသူများရှိနေပြီးအပေါင်းတန်းတွေလည်းထွက်ပေါ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒါအပြင်ငလင်တန်သင့်ပြည်သူတွေဟာနေအိမ်များပေါ်နေထိုင်ခြင်းမရှိသေးပဲလမ်းဘေးနေရာတွေမှာနေထိုင်ရတယ်လို့လည်းသိရှိရပါတယ်။